Hello, ordinary USA import ပြန်ရောက်ထားပါပြီ USA import စစ်ကိုမှဈေးလုံးဝမတက်ထားပါဘူးဈေးတက်တာအောင်ရောင်းပေးပါမယ်ရှင်ဘာလို့ဈေးတက်တာလဲမေးလို့ရှိရင်တော့ဒါတွေကလေ 20% ဈေးချတော့ကဝယ်ထားဟိုင်ဖြစ်တဲ့အတွက်မင်းတို့ဈေးတက်တာနဲ့ရောင်းပေးတာပါကဲဘာတွေပါလဲဆိုတော့ alpha arbutin ပါမယ် hyaluronic acid ပါမယ်ပြီးရင်လူကြိုက်အရန်များရင် niacinamide ပါမယ်ပြီးလင်းပါမယ် hyaluronic serum ဆိုတာလေ ordinary ထဲမှာနာမည်ကြီးတဲ့ထဲမှာပါရဲပေါ့နော်ဒါကကျတော့အသားရည်ကိုဆူတင်းတင်းလေးဖြစ်စေရဲ့ကိုအသားရည်ကမွဲမွဲချောက်ဖြစ်နေဆိုလို့ရှိရင်ဒါလေးကိုသုံးပေးလိုက်ပုံမှန်သုံးခြင်းအဖြစ်အသားရည်ကဆိုပြီးတော့မှပြောင်တင်းတင်းလေးဖြစ်လာလိမ့်မယ် alpha arbutin ဆိုတာကအမဲဆက်တွေအမာရွတ်တွေ dashboard အတွက်အရန်ကောင်းတဲ့ ingredient မှာပြီးလို့ရှိရင်သူ့ထဲမှာလေ hyaluronic acid ပါတဲ့အတွက် skin ကိုအဆိုးတက်လည်းပေးနိုင်တယ်သူ့ကိုသုံးမယ်ဆိုလို့ရှိရင်ဝက်ချန်ကြောက်ကြံခဲ့တဲ့အမဲဆက်တွေအမာရွတ်တွေကိုလည်းတတ်တာစေပါတယ်တင်းတိအတွက်လည်းသုံးလို့ရပါတယ်ရှင် sunspot တို့ ages spot တို့အတွက်လည်းသူကကောင်းတယ်ဒါလေးက all skin တိုင်းသုံးလို့ရပါတယ်niacinamide ကတော့ ordinary ထဲမှာအပေါက်ဆုံး product လို့ပြောလို့ရတယ်လူတိုင်းလည်းသိကြရဲကွာ niacinamide ကကျတော့အသားရည်နှီးမြန်းတာတွေ black mist တွေ redness တွေကိုတတ်တာစေပါတယ်အသားကြည်ရွယ်ချွေးပေါက်တွေကိုလည်းကျင်းပေးရပေါ့နော်ပြီးလို့ရှိရင် skin tone ကိုလည်းညီစေပါတယ်ဟိုဆင်းကကျတော့လေစင်ပါရပေါ့နော်အဲ့စင်ကဘာအတွက်ကောင်းလဲဆိုလို့ရှိရင်အစီပြန်တာကိုထိမ့်ပေးရဒါမဲ့လေဒီ niacinamide ကတော့သူ့ကိုလိမ့်ပြီးလို့ရှိရင်အသားနည်းနည်းခြောက်သွားရပေါ့နော်အားကြောင့်မလို့ဒီဟာလေးလိမ့်မယ်ဆိုလို့ရှိရင် moisturizer ပို့ပြီးများလေးလိမ့်ပေးပါရှင်ပြီးရင် ordinary peeling ပေါ့နော် peeling ကကျတော့လူကြောက်များကြရဲဘာလို့လဲဆိုတော့ ordinary peeling ကကောင်းနေဒါပေမဲ့လူတိုင်းနဲ့တော့မတည့်ဘူး peeling ကသုံးတက်လို့ရှိရင်ဆေးပဲဒီလားမသုံးတက်ရင်တော့ဘေးပဲပေါ့နော်ဒါကဝက်ချန်ကြောင်ကြံခဲ့တဲ့အမဲဆက်တွေအနီဆက်တွေကိုအရန်ကောင်းနေအဲ့ဟာလေးအတွက် BH မှာဆိုလို့ရှိရင်သူကအများဆုံးဖြစ်တဲ့ 2% ပဲသုံးပေးထားရပေါ့နော် AH ဆိုလို့ရှိရင်လည်းပါဆက်များတယ်အဲ့ဒါကြောင့်မလို့မသုံးတိုင်တော့အသားလောင်တတ်တယ်ဆက်စချင်းသုံးမဲ့သူတွေဆိုလို့ရှိရင်3မိနစ်ဒါမှမဟုတ်5မိနစ်လောက်ပဲထားပေါ့နော်ဒီဟာလေးကိုမျက်နှာမှာသူများရတော့တစ်ပတ်ကို2ကြိမ်သုံးလို့ရတယ်လို့ပြောတယ်ဒါပေမဲ့မသုံးနဲ့10ရက်မှတစ်ကြိမ်ပဲသုံးပေးပါတော့ဘာလို့လဲဆိုတော့ exfoliating လုပ်ပြီးလို့ရှိရင်ဆဲအသစ်တွေဖြစ်ဖို့အတွက်အချိန်ပေးရရဲအဲ့ဒါကြောင့်မလို့10ရက်တစ်ခါပဲသုံးပေးပေါ့နော်သူ့ကိုသုံးပြီးလို့ရှိရင် clammy ဖြစ်တဲ့ mask တွေကတ်ပေးပါပြီးရင် moisturizer များလိမ့်ပေးပေါ့နော်အပြင်သွားမယ်ဆိုလို့ရှိရင်လည်း sunscreen လေးများလေးလူပေးပါပစ္စည်းတွေတရားခတ်တဲ့ကာလနဲ့ stock အပြတ်များတဲ့ကာလတွေမှာ so cosmetic ကတော့မမတို့အတွက်အမြဲ stock မပြတ်အောင်စူးစမ်းပေးနေပါတယ်အဲ့ဒါကြောင့်ပစ္စည်းစစ်စစ်နဲ့ဈေးမှန်တဲ့ဆိုင်မျိုးဝယ်ချင်နေဆိုလို့ရှိရင်တော့စမ်းချောင်းမှာရှိတဲ့ so cosmetic ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရရှင်